ရုပ်ရှင်တွေထဲမှာကြည်ဘူးတဲ့ Annabelle ဆိုတဲ့အယုတ်ကတကယ်တော့ထင်တယ်လို့ကြီးမစိုးဘူးဆိုတာကိုမင်းတို့သိခဲ့ကြလားမင်းတို့အားလုံး Annabelle ဆိုတဲ့ရုပ်ရှင်ကိုတော့ကြည်ဘူးကြမယ်လို့ထင်ပါတယ်ရုပ်ရှင်ထဲမှာအဲ့ဒီရုပ်အယုတ်ကြီးကကျွေရနဲ့လှုပ်ထားပြီးတော့ကြီးလိုက်တာနဲ့လန့်စရာကောင်းတဲ့ပုံစံကြီးပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာအဲ့ဒီရုပ်ကထင်တယ်လို့မဟုတ်ပါဘူးအစစ်မှန် Annabelle ရုပ်ကလေ Reggie Ann လို့ခေါ်တဲ့အဝိစဝန်းတွေနဲ့လှုပ်ထားတဲ့ချစ်စရာကောင်းတဲ့အယုတ်လေးပါဖြစ်ပုံကဒီလိုဝါရင်ဇနီးမောင်နဲ့ပြောပြချက်အရာဆိုရင်1968-1980ဝန်းကျင်လောက်မှာဒိုနာလို့ခေါ်တဲ့တူနာပြုကျောင်းသူလေးတယောက်ကိုသူ့မိကဒီရုပ်ကိုလက်ဆောင်ပေးခဲ့တာပါဒိုနာသူ့ငယ်ချင်းတယောက်နဲ့အခန်းတူငှပြီးနေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီရုပ်လေးရောက်လာပြီးမကြခင်မှာထူးဆန်းတာတွေစဖြစ်တော့တာပဲအဲ့ဒီရုပ်ကသူ့လိုနေရာတွေရွေ့နေတတ်တယ်တဲ့အခါလေကြာရင်လည်းအခန်းထဲမှာလက်ရည်နဲ့ရေးထားတဲ့စာတူလေးတွေတွေ့ရပြီးအစမ်းတကြေတွေဖြစ်ရတွေခဏခဏကြုံခဲ့ရတယ်နောက်ဆုံးမှာစိတ်မတန်တာဖြစ်လာတာနဲ့သူတို့လည်းဝိညာဉ်ဆက်သွယ်လှုပ်ထားတဲ့လူတယောက်ကိုခေါ်ပြီးအကူကြီးတောင်းလိုက်ရတယ်အဲ့ဒီဂျားခံလူကဘာပြောလဲဆိုရင်ဒီရုပ်ထဲမှာ Annabelle ဟော့ဂျင်းဆိုတဲ့ကောင်မလေးတယောက်ရဲ့ဝိညာဉ်ကိုပူးကတ်နေရတယ်ပြီးတော့အဲ့ဒီဝိညာဉ်အန်ဒီရမရှိပါဘူးဒီရုပ်ကနေတဆင်မင်းတို့နဲ့တူတူရှိနေခြင်းယုံပါပဲလို့ဒိုနာကဖြောင်းပြခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအက်နဲ့လော်ရင်းကရောက်လာပြီးတော့စုံစမ်းတဲ့အခါမှာခုနကတော့တယောက်ပြောတဲ့ဥစ္စာနဲ့လုံးဝတခြားစီဖြစ်နေပါတယ်ဒါဟာသူတို့ကလေးဝိညာဉ်မှာပဲလူသားစားတဲ့မိစ္ဆာတရေတကောင်ဖြစ်ပြီးတော့လူတွေဒုက္ခပေးဖို့အယုတ်ကိုကြားခံဖြစ်သုံးနေတာလို့လည်းပြောခဲ့ကြတယ်ဒါပေမဲ့ဝါရင်လင်မယားကအဲ့ဒီရုပ်ကိုသူတို့ရဲ့ပြုတ်ဝဲပြတိုက်မှာဖန်တစ်တာကြီးနဲ့တိတိကျကျတော့ခတ်ပြီးတော့ပိတ်သိမ်းလိုက်ရပါတယ်အဲ့နောက်ပိုင်းမှာအဲ့ရုပ်နဲ့ပတ်သက်ပြီးကြောက်စရာကောင်းတဲ့ကောလာဟာရတွေလည်းအများကြီးထွက်လာသေးတယ်ပြောကြတာတော့အဲ့ရုပ်ကိုတွားပြီးတော့လောင်ပြောင်တဲ့သူတွေပေါ်ပေါ်ဆဆ9ထက်စီးနှင်းလုပ်တဲ့သူတွေကတဲ့လမ်းမှာကားမောက်တာတက်ခတ်ခံရတာကန်စုံမုံကြတာတွေကိုကြုံတက်ရတယ်တဲ့ကဲဒါတွေအားလုံးပုံမြင်လို့ပြောနေကြတာဖြစ်ပြီးတော့တကယ်ခိုင်မာတဲ့သက်သေထောက်ထားတော့အခုချိန်นี้မရှိသေးပါဘူးခင်ဗျားတို့ဒီရုပ်ကြီးအကြောင်းကိုဘာတွေကြားဘူးလဲcomment မှာရေးခဲ့ပါဦး